Hello မင်္ဂလာပါဘာမစ်စတိုရီထဲမှာကြိုဆိုပါရစေအခုတစ်ခေါက်ဆက်လက်ပြီးတော့စာရေးဆရာမခင်တူရေးသားထားတဲ့ဈေးချင်းတောင်ဝိထုတိုများစာအုပ်မှာအမေနဲ့ဈေးတယ်များဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြသွားမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါဦးနော်အမေနဲ့ဈေးတယ်များပြီးခဲ့တဲ့သတင်းကျွတ်လာကပဲအမေအသက်80ပြည့်သွားပြီစပိန်တွေတကောင်းလုံးဖွေးဖွေးလှုပ်ဖြူနေသလိုအမေကိုခန္ဓာကလေးကလည်းအတော်ကိုပိန်လီသွားခဲ့ပြီဟိုတော့ငါလိုဝါဖိမ့်ဖိမ့်အသားရည်တင်းတင်းနဲ့ဇမ်းမတက်ဆွဲခြင်းရိပ်တွေအမေမှမရှိတော့ဒီဘက်ပေါင်းရောက်မှအိုစာချသွားတော့အမေကိုကျမလန့်ကြီးရင်ထဲမကောင်းဖြစ်မိသည်အမေအိုစာသွားခဲ့ပြီကောလူကအိုမင်းလူမင်းပုံပေါက်နေတော့လဲအမေစိတ်တွေကတော့မအိုသေးတာတည်ကြသည်မာစေထန်စေမာနာကြီးစေပင်ဖြစ်သည်အမိမျက်လုံးဝါချင်းချင်းတွေကလည်းတာသမီတွေပေါ်ထားရှိသောမြစ်တာရည်တွေအယောင်တလက်လက်တောက်နေစေအမိမွေးနေ့ကသတင်းကျွလာစမ်း14ရက်နေ့ညမှုမြေးတွေကပြောင်းတေတထောင်းတိုင်းဖောက်ကဖွားရည်ကြီးမွေးနေ့ကို Happy Birthday လုပ်နေကြတယ်ကျမတို့တူကြီးကတော့မြေစီမိကွက်ကလေးတွေတဲ့စီစိန်ကွန်းစားတွေကိုမိထွန်းညူရင်အမေကျမ်းမာရေးအတွက်ဆူတောင်းကြတယ်။ခွန်တဲ့ရှိကလေးပေါ်မှာဝင်းနေရှင်မိကငုတ်တုထိုင်နေတယ်။ငါမွေးတဲ့ညမှာရွာတွေကကလာသားတွေကပြောင်းဦးတွေဖောက်လို့ဆိုပြီးအဖေကထက်ဆဲတာတဲ့မိနေတဲ့လက်မှာဆိုလို့လေအမေကသူ့ကိုမွေးတဲ့နှစ်ပေါင်း80အဝေးကညာကလေးစီလှမ်းပြီးလွမ်းလိမ့်သေးတယ်။ငါ12နှစ်သမီးလောက်တုန်းကအမေကစမီပြူနှုတ်ခိုင်းတော့ငါကအမေစမီပြူတွေကိုနှုတ်ရင်အမေအသက်ဘယ်လောက်ရှိပြီလဲလို့မေးတော့အမေက50ကျော်လို့ပြောတာငါမှငိုလေးရတာအမေနဲ့ငါနဲ့လူ့ဘဝတဲ့တိတ်မနေရတော့ဘူးထင်ပါရဲ့ဆိုပြီးစိတ်မချမ်းသာလေးပုံများခုတော့လေငါကိုယ်တိုင်တော့အသက်80ပြည့်သွားပြီပေါ့ငါသားသမီးတွေများတော့ဘယ်နဲ့မနေကြပါအသက်80အောင်လက်မဲ့ရသွားတော့အမေကသူ့အမေကျမတို့ဖွားကိုတန်တာဆိုလိုက်တော့ဘာရဲမသိပဲကျမမျက်ရည်ဝဲမိသွားတယ်။ကျမတို့ကရောအမေနဲ့ဘလောက်ထိအတူနေရအောင်မလဲ။ကဲငါမွေးနေ့မှာငါသားသမီးတွေကိုအမေခောက်ဆဲချက်ကူသလုံးမယ်။ဝင်းနိုင်တော့ဝဲစီချမ်းကျမအထက်ကကိုကအမေဆန္ဒအတိုင်းမနီမဝေးမှရှိတဲ့ခောက်ဆဲဆိုင်ကိုခောက်ဆဲကျော်သွားဝေဖို့စပိန်ပြင်းနဲ့အမေမှာသားသမီး9ယောက်ရှိတာမို့ခောက်ဆဲကျော်ငါတော့ဝေရမယ်။ဒီပါဦးခောက်ဆဲကျော်ကအခုတပွဲဘလောက်တဲ့တော့ဟဲ့အမေမိမပင်ကျမတို့ခောက်ဆဲကျော်စီကိုစဉ်းစားမိကြသည်400လား900လားစသဖြင့်စပေစဝါဖြစ်နေကြစေတလောက350ဆိုတော့ဒီစီမရနိုင်တော့ကတော့တေးကြတယ်ကဲ900ထားတွက်လိုက်ကြည့်လိုက်မယ်ငါတို့ဆိုတော့2500ဒီထက်ကျော်ကြီးမဝယ်နဲ့တော့မတန်တော့ဘူးမတန်တာငါလည်းမကြွေးကျင်ဘူးဆိုင်မီသူများမှအမေစကားကြောင့်ရေးမိကြသည်ကျမတို့ရေရချင်းမှာအမေရဲ့အကြောင်းကိုသိနေခြင်းကြောင့်ပါအမေသည်ဈေးဝယ်သည့်ကိစ္စတွင်အလွန်နာမည်ကြီးသူဖြစ်သည်ကုန်ပစ္စည်းရေးသွေးကုန်စိမ်းတို့စတာတွေထက်သူစိတ်တိုင်းကြကျင့်နှံ့မှဈေးဝယ်ခြင်းလို့ကိုပြီးမြောက်အောင်မြင်တတ်သူဖြစ်သည်ကျမတို့ဈေးဝယ်ပြန်လာလေပစ္စည်းတွေကိုတစ်ခုချင်းဈေးမိတတ်သည်ညီတို့ဈေးဝယ်ရင်အကုန်ဈေးကြီးမိတာကြီးပဲဈေးတဲ့ကညီတို့ကြိုက်တီးပြီးဈေးတင်လိုက်တာကိုကနာနာစီရတယ်အေးဈေးတဲ့အကျော်ကိုနောကျင်နေသည့်အမေကတော့ဈေးဝယ်တိုင်းလိုရာဇဝင်တွင်ကြံရည်သူဖြစ်သည်ရက်ွက်ထဲမှာအမေကဈေးဝယ်တော်သလိုဈေးဝယ်ခြင်းများသလိုအတိတ်ပဲနှခွားတတ်သောစကားရှိသည်ကြီးတော်များတင်ဈေးဝယ်ပြီးမှလိုက်ဝယ်ကြတဲ့မန္တလေးအနောက်တောင်မြောက်ကကျမတို့ရက်ကကလေးတွေတွင်ခေါင်းရက်ဖြတ်ထိုးဈေးသက်ကလေးတွေသူ့ဝင်ငါထွက်အမြင်လာတတ်တယ်အေယဝရီမြစ်နောက်ဘက်ကအာလောင်ဝါဆက်ရများမှာရွာခံကုံစိမ့်တယ်များပေပင်ချောင်းတောင်စိမ့်မှာငါးတယ်များပဲပြုံငချိန်ပေါင်းတယ်များဖျားပန်းတယ်များစသဖြင့်အရက်ထဲလက်ရောက်တတ်သောဈေးတယ်မကလေးတွေရှိတယ်ဈေးတယ်တွေကအမေအင်းရှိဘရောက်ပင်ကြီးအောင်ဈေးပန်းချလိုက်ပြီးကိုင်လာကြနော်ဟောဒီကဆိုလိုက်လီဝိုင်းအောင်လာတတ်ကြတော့လဲချက်ချင်းဝယ်ကြတာတော့မဟုတ်ဒီလူတွေကအမေဝယ်တာလိုက်ဝယ်ဖို့အကက်ခတ်နေကြသူတွေသာဖြစ်တယ်မနဲ့မိုးလင်းတာနဲ့ရက်ွက်တဲ့စောစောလာတတ်သောဈေးသည်တွေကတော့မနက်ခင်းသေးရေးစားပဲပြုံငချိတ်ပေါင်းတောင်းကြီးတွေဖြစ်တယ်ဒီလိုပဲပြုံငချိတ်ပေါင်းတဲ့10ဦးရှိလျင်အမေနဲ့တဲ့သူက2ဦးမှနိုင်
ဒီရက်ကွက်မှာတော့ဝယ်သူအမြဲမှန်နဲ့ပြောလို့မရဘူးဝယ်သူပထမဆိုတာလည်းမသေးချာဟော်ဒီကပဲတဲ့ငါချိတ်ပေါင်းတဲ့ဈေးတဲ့တန်ကြားတိုင်းလေအမေကဝယ်သူမဟုတ်ပြန်သူနဲ့မန်နေဂျာတဲ့သူဟုတ်မဟုတ်အရင်ထွက်ကြည့်ပြီးမှခေါ်ဝဲတယ်ဒီဈေးတဲ့ကအသက်လဲဖြစ်ခြင်းဖြစ်မယ်အရင်ကပြဿနာကိုနှစ်ဦးနှစ်ဖက်ရောင်းဝယ်ခြင်းဖြင့်အမေနဲ့ပြဿနာကြီးပြီးသူလည်းဖြစ်နိုင်ပါတယ်ထဲအောင်အစ်စ်ကလေးပါလီညီတို့ဟာက30သားလည်းဒါပဲအစိတ်သားလည်းဒါပဲချိန်ခွင်နဲ့လေးကပြောလို့ရတာမဟုတ်ဘူးအစ်စ်စားရတာဈေးတွေကထဲထဲနောက်ထဲပြီးတော့လဲအမေကကျင်းနေနိုင်သူမဟုတ်ထဲအောင်ခိုင်းတတ်တယ်ကြီးတော့ရဲ့အခုပဲတပီကို900 800ကျော်တယ်အရင်ရအောင်ဖက်ဖက်မော်ရောင်းရတာပြီးတော့ကျမတို့ပဲကရေမကြံဘူးတော့ရေမကြံဘူးဆိုတာပဲပြုတ်စင်ကရေကောင်အောင်ပြုတ်ခဲ့ခြင်းကိုဆိုလိုတာပဲဖြစ်တယ်ရေကြံတော့အလေးချိန်ကြီးတယ်ဝယ်သူကနားတယ်ရေမကြံတော့ဝယ်တာပေါ့အေးကဲပါရေးစစ်ကလေးနည်းနည်းတောင်မတထားဘူးလားမိကြီးကိုဖဲတဲ့ကအမေစိတ်ချမ်းသာအောင်တစ်စိမ့်နှစ်စိမ့်ထည့်ပေးလိုက်တယ်ပြီးတော့တောင်ကိုစက်ခနဲမှပြီးစောက်ခနဲ့ထွက်သွားတော့တယ်ပဲတဲ့တောင်အိတ်ရှိလင်းကားလန်းရှိသေးအမေမချက်ကရှေ့ရောက်နေပြီဒီကောင်မှမစုံဘူးတွန့်တော်ချက်တော့ဒင်းလေးပါကိုငါမကြိုက်တာထိုပဲတဲ့ကိုအမေဘယ်တော့မှဝင်မခေါ်တော့တာသိကြတယ်နေလေနေကင်းနေပူပူချက်ချက်ကြီးတဲ့ရောက်လာတဲ့ငားတဲ့ပုံစံမျိုးမျိုးကတော့မဖြစ်မနေအမေဘရောက်ဝင်ရေးဝင်ကိုရမယ်အမောဖြစ်ရင်ရေတောက်ကြမြင်သူတို့တွေကမြစ်စိတ်တန်ငါတဲကလေးစီကနေတောင်မြကျင်ကြီးကိုဖြတ်တာယိုးကြီးကိုဖြတ်ပြီးမှကျမတို့ရက်ကက်ကလေးတွေရောက်တယ်ပြီးမှညနေခင်းစီးကလေးတဲ့အချိန်မီပြေးကြရသူတွေအမေပြောင်းပြီးရေးကတော့သူတို့ခေးတစ်ထောင်900စက္ကန့်အလိုလိုဖြစ်ရတယ်ခေါင်းကုတ်ကလေးနဲ့ကျွေးတုပ်ကြဘန်းတွေကငါးတွေဟိုလန်ဒီလန်လောက်ကြငါးတဲ့ချင်းချင်းဆိုရင်လည်းဈေးစကားနားစကားပြောကြတဲ့နေရဘာငါးတွေလည်းမသိဘူးကိုမဦးကျမတော့ဝဲလေဟုတ်မယ်ကျမတို့အိမ်နဲ့ခလန်းလန်းလက်ဖက်ရည်ဆိုင်မှာမရွှေမီကငါးဝဲထက်လာမဲ့ပြင်တော့သူ့အောက်ကျကိုမဦးကလက်ကပြတယ်အမေပထောက်ပင်အောင်ထွက်လာတာလှမ်းမြင်လိုက်လို့ဖြစ်တယ်အမေနဲ့ငါးတဲ့ဈေးစစ်ထိုးတာကိုစောင့်ကြည့်ပြီးမှဝဲလျင်နောက်ဆုံးဖြတ်စီရနိုင်တာကိုအတားနေအောင်ကြီးတော်ဝဲလာလန့်ကြည့်လေကြီးတော်နဲ့ဈေးတဲ့ရင်နင်သွားဝဲတော့ဘာတခေါမှထက်ဆက်စရာမလိုတော့ဘူးကြီးတော်ပေးတဲ့ဈေးကခက်ကုန်းမဲမယုံကြည့်နေတပတ်ရည်ဆိုင်တွေကလူတွေအုံကနေရေးကြတယ်ဒီစကားကိုတက်ဆင့်စကားအမေပြန်ကြတော့ပြုံပြုံကြီးလုံနေပါတယ်အမေထွက်လာလို့တယောက်ကဝဲနေပြီဆိုရင်အမေဈေးတက်စစ်ဖို့ခတ်သွားပြီထိုအခါအမေကငားတဲ့ပြန်ဒီနေ့ညှိနေအေးငါပြန်ဆောက်မအောင်တော့လွတ်တက်တယ်လူတွေကငါဈေးဝယ်တာကြည့်နေကြတာငါနဲ့တည်တဲ့ဈေးတဲ့ဆိုရင်ဒါအတော့ကိုတန်လို့အတော့ကိုသဘောကောင်းလို့ဆိုကြတာအေးဂုံတော်ယူလိုက်သေးတော့တယ်စာအုပ်ပေါရာသီရောက်တိုင်းပေါက်လာတတ်တဲ့အနောက်ဘက်ကအားလောင်ရကြားတော့ရာတွေကကုံစင်းတင်တွေကတော့အမေကတဲ့တာများသည်ဒီဈေးတွေကကိုပိုင်ခက်တတ်တယ်ဆိုတော့ကုံကလည်းလက်ဆက်ရော့အင်းနဲ့လက်ကားပေးတာလည်းပါသေးသည်အမေကပဲသိကြိုက်တယ်ထမင်းဝိုင်းမှာပဲမပါမဖြစ်ပဲကပတိသားဟင်းနေတိုင်းပဲမပါမစားတတ်ပဲဝဲပြီးလျင်အမေကဘူးညွန့်ကလေးတစ်ညွန့်လောက်ပေးခဲ့စမ်းပါ၏တနမင်ကလေးတစ်စီးလောက်ထည့်ခဲ့ပါ၏ပြီးခဲ့ဆိုင်ရိုသီးဆောင်ကလေး5တောင်စသဖြင့်သူ့ဈေးပန်းကြီးနဲ့အပြည့်ဝယ်တတ်တယ်အမေကိုအဲ့ဒါလိုဈေးဝယ်တာစီလို့ညွန့်လို့ဆိုပြီးမယောင်းတော့ဘူးမထင်ပါနဲ့နောက်နေ့မနက်ကမိုးချုပ်တီဈေးတဲ့တကားတို့အမေပထောက်ပြီးရင်နားမှာနာရီရေအိုးကရေကိုတောက်ရင်လက်အော်တက်ကြတယ်ကြီးတော့ပေးရုံမလားခုတည်းအခင်းထဲကဆွလာတာချုံလိုက်တာမှကြီးတော့ငားတယ်လေဥက္ကငါးကလေးဒီပေါ်ပေါ်ပြခဲ့မယ်ကျမတို့အိမ်ရှိမှာစူညံနေတတ်တယ်အမေဈေးဝယ်ပြူအားနဲ့ပတ်သက်ပြီးပြောစမတ်တွင်ရတဲ့အဖြစ်ပြက်ကလေးတွေလည်းရှိတယ်တပည့်စီးတဲ့ဖိုးကြီးရဲ့တပည့်စီးကြက်မွေးအော်တန်ကြတော့အမေကအိမ်ပေါဝကစီးခေါ်တယ်အမေတပည့်စီးတဲ့မျောနေတာကြပြီတပည့်စီးတဲ့စီကထိုင်းဆိုင်ကိုချရေးချွေတုပ်နေစဉ်အမေကတပည့်စီးတွေကိုပတလာတိတလို့မှွေတော့တယ်အမြင်တွေကနုသလားရှင်းသလားလက်ကင်ကားကောမကြိုက်ဘူးနောက်တစ်ချောင်းနေစမ်းမအောင်ခမကဘာလို့ကျင်တာတော့တပြက်စီရောကြက်မွေးရောပေါ့ဘာဖြစ်လို့တော့ဟုတ်ပြီလေဘာတပြက်စီတုံးလို့ကြုံမီးနေတာအကျန်းလားအနုလားအမေကသူ့ကိုခက်ဆက်ဆက်ကလေးမိတာကိုမခံစင်ဖြစ်သွားပုံရပါတယ်ဈေးတဲ့ရဲ့ဆက်ဆက်ရေးကိုမစိုက်တာတခုတည်းနဲ့အမေဆက်မွေတော့ပါတော်ပြီဘာမှမွေတော့ဘူး
လက်ထဲကရွက်လက်စာတစ်ပြက်စီးတွေကိုဝုန်းခနဲ့ပစ်ချလိုက်ပြီးမတ်တရက်လိုက်တယ်။အဖိုးကြီးကသူ့တစ်ပြက်စီးတွေကိုတချောင်းချင်းပြန်စီရင်ပြစ်တောက်လုပ်တော့တယ်။ဘာမှမဝင်နိုင်ပဲနဲ့ခမကကျုပ်တစ်ပြက်စီးတွေကိုပိုက်စိုးပိုင်နေမှွေရတယ်လို့အဖိုးကြီးကလည်းလူဆွာကြီးဖြစ်ပုံရတယ်။ဒီလောက်မှွေနောက်ထားပြီးမှမဝယ်ရကောင်းလားစိတ်တူနေပုံရတယ်။အမေကလည်းဒီလိုမေးရပါမလားဆိုပြီးမဝယ်တော့တာပါ။ဒါပေမဲ့မဝယ်နိုင်ပဲနဲ့ဆိုတဲ့စကားကိုကြတော့အမေမခံချင်၍ချက်ချင်းអော်တော့တယ်။မဝယ်နိုင်လို့မဟုတ်ဘူး။တော့အပေါက်ဆက်မကြိုက်လို့တပည့်စီရောက်စားတာပဲတော့ပိုးဖဲကလေးပါကိုင်းတယ်လို့နုရရလေးလုံနေရမလားတော့လာကြည့်သေးတော်တော်လူမျိုးဇယောင်းစားနေတာအမှရဲ့ခမခေါ်လို့ကြုံလာတာခမမစော်ကားနဲ့အမေကအင်းကြီးလက်မောင်းတင်းထမိန်တင်းဝစ်ပြီးတကယ်တွေ့သက်မိပုံပြင်းလိုက်တော့ကျမတို့ထွက်ဆွဲရတော့တယ်အမေကဈေးဝယ်လျင်အဲ့ဒါလိုရင်ဖြစ်တတ်သေး၏တခါကမိသားစုများတော့ကျမတို့အိမ်တွင်ထီးပြက်တွေပုံနေတယ်ကိုင်းကျိုးတဲ့ထီကကျိုးထီးပြက်ဆုပ်တဲ့ထီကဆုံးတယ်မို့အမေကထီးပြင်းတယ်မျောနေတယ်တပတ်နှစ်ပတ်ထီးပြင်းစီဟာတယောက်တလေတောင်ရောင်လို့မှပေါ်မလားမျောရင်တော့မလာဘူးတော့မမျောရင်တော့လမ်းနဲ့ဒင်းတို့ကိုရှောင်လို့မလို့ဘူးဘယ်သူမှမသိထင်းပြည်စရာကိုလှမ်းပြီးရန်လုံးနေတတ်တယ်ထီးပြင်းနဲ့တောက်ပြင်းနဲ့ဖက်နှက်သေးကျိုးလဲတယ်ဟောလာပါပြီတော့မောင်မင်းကြီးသားထီးအောင်ထုတ်ကြီးကိုထမ်းလာသည့်ထီးပြင်းသမားရက်ကက်ကလေးတဲ့ရောက်လာတယ်အမေကကျိုးနဲ့စွချီထားသောထီးလေးငါးချောင်းကိုဆွဲထဲပြီးပတောက်ပင်အောက်ကထန်ဆောင်နေတယ်အတန်သာကြပြီးလူမတွေ့ရတော့ဟိုအိုတီရှားတယ်အတန်ကြားလိုက်ရဲ့နဲ့လူပြောက်သွားတာကိုမခံချင်ပုံဖြင့်ပြောတယ်အလိုတော့ကိုတို့ကဘယ်ဆက်ချို့ဝင်သွားတာပါလဲအမေစကားမဆုံးခင်မှာပဲထီးပြင်းသမားလမ်းကြားကလေးတွေကဘွားခနဲ့ထွက်လာပြီးဆွဲငင်အော်တယ်ထီးပြင်းနဲ့တော့ပြင်းနဲ့ဖက်သေးကျိုးလဲတယ်လောင်းဟေးအောင်မေသူ့တန်ကိုမတိုးနိုင်ဘူးတော့တကယ်အရေးတဲ့ဝါကြဆုံးအောင်မြန်ဟစ်နေရသည်ထီးပြင်းသမားကတော့ဘာမှမသားပါသူ့အယုံတွေကအမေပေမှာချထားတဲ့ထီးတွေကြီးကိုရောက်နေပုံရတယ်ထီးပုံကြီးကိုမြင်တော့သူလဲဝမ်းသာအားရထမ်းလာတဲ့ခုံဆိုင်တဲ့နှစ်ခုကိုချကမြင်းကြီးပေါ်မှာပဲနေကြီးထိုင်ချလိုက်တယ်ဒီထီးတွေငါပြင်နေတာပဲဟေးကြည့်ပေအောင်ထီးမြင့်သမားကထီးတွေကိုတလက်ပြီးတလက်ကောက်ကန်ကဖွင့်ကြည့်လိုက်ချထားလိုက်နဲ့စစ်စင်းနေတော့အမိမျက်လုံးတွေကထီးမြင့်သမားမျက်နှာစီရောက်နေတယ်အမေကြီးတီတွေကတော်တော်ဆုပ်နေပြီပဲအကောင့်ဝယ်3ရောက်ပေါ်မေကြီးရပြင်နေတာကမှငွေကုန်အောင်မယ်အစ်စ်မဝင်နိုင်လို့ပေါ့လူကလေးရဲ့အမေကြီးကိုကြည်ကြဲပြီးပြင်းပေးခဲ့ကွာမင်းပြင်လဲရင်တိတ်ရောပေါ့ကွယ်ထိပြမာတယ်ဆိုမှထီကောင်းတော့ကန်ရမှာပေါ့ထီပြသမားကဈေးခေါ်ခြင်းကိုအမေကပြအောင်လိုက်ခြင်းပဲဖြစ်တယ်ကျမကတော့ထုံးစံအတိုင်းအမေနဲ့ဈေးသည်များကိုစိတ်ဝင်တစားဘေးကရက်ကြည့်နေလိုက်တယ်ဒီထီကကိုင်းနေဆက်ပိုင်းကျိုးနေတာကိုကလင်းကားကြောင်ကိုင်းတဲ့လဲရင်လဲရမရရင်တန်နှန်းကျိုးနဲ့တုပ်ပေးရမှာပဲဒီထီကထီရွက်ကအသားကနေစုံနေတာဆိုတော့တရက်လုံးလဲမရမယ်မေကြီးအင်းဒီထီကတော့ခေါင်းဆုပ်တာရောလက်ကရောတက်ရမှာဆိုတော့ကအမေကြီးပြရင်အလုံး1000ကျော်လောက်ကုန်လိမ့်မယ်ဗျမဟုတ်တာကွယ်မင်းနဲ့ထီတလက်မှ500-800ပါသိမြန်ပြောပါဦးအမေကြီးကိုပြောသားပဲအစ်စ်ဝယ်တာကမှတက်တာအောင်မယ်လို့ဒါပေမဲ့အစ်စ်ဝယ်ရင်တလက်ပဲဆောင်ရမှာပြင်လိုက်ရင်တော့5လက်ဆောင်ပေါ့ဗျာ1000တော့မလုပ်ပါနဲ့ကွယ်ရှော့ပါဦးအင်းဒီထက်မလျှော့နိုင်ဘူးအမေကြီးရေဒါတောင်ပြင်းရင်စင်ရင်တွေ့တာမြင်တာလေးတွေထည့်လိုက်ရင်ဒီထက်ပိုကျင်ပို့မှာကဲဒါဆိုလည်းမပြင်တော့ဘူးကွယ်အမေကသူ့ထိစိတ်တွေကိုတိမ်ကျုံလိုက်တယ်ဒီပြင်သမားကလည်းထီအောင်လေး5လက်ကိုအလွတ်ခံခြင်းမမရပါလေနည်းနည်းပြင်နေကိုင်းမေကြီးဈေးမစစ်နဲ့တော့1000ပဲပေးအမေကြီးထိတဲ့အကောင့်ပရိကျွန်တော်လုပ်ပေးခဲ့မယ်တော်ပြီပတ်စံထောင်ကြီးမှတောင်မပေးနိုင်ပါကွယ်ဒါတော့ပေးရမှာပေါ့ဗျာတပြားမှပေးခြင်းလို့ဖြစ်မလားကဲမေကြီးဘလောက်ပေးခြင်းတော့ထိပြသမားကလေတန်နဲ့မှလာတော့အမေကလည်းခက်တင်းပြီဘလောက်မှမပေးခြင်းတော့ဘူးမင်းစကားထွက်ကိုငါမကြိုက်တာထ
ထိပြင်သမားကအမေကိုတစ်ချက်လန်းကြည့်ပြီးဘလို့မှဈေးတဲမဲ့ပုံမပေါ်တော့သူ့ပစ္စည်းတွေသူထမ်းပြီးထွက်သွားတော့တယ်ထိပြင်သမားထွက်သွားတာနဲ့အမေကပြောပါတော့တယ်လူမြခတ်ကိုကမယိုသားဘူးငါကိုအဖွာကြီးနဲ့လေအောင်မဲဟာဆိုတဲ့ပုံမျိုးနဲ့ငါထီတီကိုရှောက်ပြစ်ရှာနေတာတိတာပဲထိပြင်သမားများပေါ်လွန်းလို့ဒီလိုနဲ့အမေထီစုပ်ကြီးတွေကအိမ်အောက်ပင်ရောက်လာတယ်နောက်ရဲစပယ်တစ်လောက်ကြာတော့ကျမတို့ရက်ကက်ကလေးတဲ့ထိပြင်တဲ့ရောက်လာပြန်တယ်အမေကရေချိုးရံပြင်းနေရမှထမင်းရင်ရှားကြီးနဲ့ပင်အိမ်ရှိပြေးထွက်လာပြီးခေါ်တယ်ထိပြင်တယ်လားဟေးကျမကအိမ်ရှိတရားမှာစာဖတ်နေသောကြောင့်လမ်းပေါ်ကိုမြင်နေရတယ်ဟိုတနေ့ကထိပြင်သမားပဲထိပြင်သမားကအမေကိုခဏရက်ကြည့်လိုက်သေးတယ်ပြီးမှမှတ်မိသွားဟန်ဖြင့်ပြောတယ်ခမရနဲ့အလုံးမဖြစ်ပါဘူးဗျာထိပင်ဆရာကပြောဆူဆူရှိဆက်သွားတယ်။ဒါကိုပဲအမေကမကြားကြအောင်အော်ပြောလိုက်သေး၏။အလို့တော့ကျုပ်ကလည်းကိုတော်မမသိလို့ခေါ်တာဖေးတဲ့။ဒီတစ်ခါကန်ဆိုးကန်ကောင်ရောက်လာသူကတော့ဓားတယ်ဖြစ်တယ်။ဝါလုံးဆိုင်ထဲမှာဓားရီစီတန်းချိတ်ထားလေးဒီမှာပြူလို့ဓားရမယ်ကကြည့်ရမယ်ဒီလိုစည်းတဲ့မျိုးကတော့ကျမတို့ရက်ွက်ကလေးထဲမှာထူးထူးဆန်းဆန်းနဲ့ရှာရှာပါပါရောက်လာတဲ့တော့စည်းတဲ့မျိုးဖြစ်တယ်။ဓာတ်တို့ကကြေးတို့ကတစ်ခါဝဲပြီးလျင်တစ်လုံးလိုသုံးလုံးရတတ်တာပါသလိုဈေးနဲ့ဈေးနဲ့နှီးတဲ့ရက်ကွက်ဆိုတော့တော်ယုံဓာတ်တွေကမလာတတ်ပါအမေဓာတ်တယ်ခုတ်ထမကလေးတစ်ချောင်းလောက်တော့လိုချင်သားပဲဟိအင်္ဂါဓာတ်ကအသွားပဲ့နေပြီဓာတ်တယ်လား哦ပြောဆူဆူနဲ့အမေကအိတ်ရှိထွက်သွားတယ်ထုံးစံတိုင်းပထမအောက်မှာဓာတ်တွေကဝလုံးဆိုင်တန်းကိုချတယ်လက်ဆဲစင်းကြီးနဲ့မှကကြိမိညံစသဖြင့်မျိုးစုံအောင်ပါတယ်ထင်းကုတ်ဓမ္မကြီးအသေးတာလီတာစက်သွန်လီတာစသဖြင့်အရွယ်ဆုံးစိုက်ဆူမှုအမေစိတ်ဝင်စားသွားတယ်ကကြေးတွေလည်းစုံလို့ပါပဲစက်ကကြီးစိုက်ကနေလက်သေးလေးသည့်ကကြေးကလေးတွေထွီပါတယ်အမျိုးကိုစုံလို့ပါလားတော့နေအောင်အမေကသူ့ဈေးစစ်ချင်လျင်အပြည့်အနာစားစက်ပန်ရှာနေတာမဟုတ်လားဓာတ်တွေကိုအချစ်ချစ်ခတ်ကြည့်ရင်မိတန်တွေကတန့်ချိုးတကွယ်ဓာတ်တွေကမိမချက်ဘူးလုံနေတော့တယ်တချောင်းမိတချောင်းကိုင်လေးချလေးကိုင်မှာခေါမီလက်ဆက်နဲ့မို့ဒီဓာတ်ကလေးတချောင်းတော့ယူလိုက်ပါမယ်ဘလောက်တော့ဟဲ့200တောက်ကျိုးနဲ့200ဟုတ်လား200ကားကွယ်ဓာတ်ကြီးတကောင်းလဲမဟုတ်ဘဲနဲ့150ထားလေအမေကငွေ90ဖန်စစ်လိုက်တယ်ဓာတ်တွေကလည်းအလုပ်ဖြစ်ချင်ပုံပေါ်တယ်ယူပြဓာတ်တွေကအမေစစ်တိစေးတိုင်းပေးပြီးဆေးလိတ်တို့ကိုဖွာနေလိုက်တယ်ဒီလိုရှော့ရှော့ဆူဆူဈေးလျှော့ပေးလိုက်တာမျိုးကိုကြတော့လဲအမေကတင်ကမကင်ဖြစ်နေပြန်တယ်မိဟာကတန်ရောဟုတ်ရလားကွယ်ပေါ့လိုက်တာကဲပါကွယ်တရားပဲထားဓာတ်တွေကစိတ်ညစ်လာဟန်ရှိတယ်ဘယ်နဲ့ဗျာဓာတ်ဖတ်ဆိုမှထပ်ပလက်နဲ့လှုပ်လို့ရမလားအမေကြီးရဲ့ကဲယူထပ်ပလက်ဆိုဒီမှာထက်လက်ကိုပြောခြင်းပင်ဓာတ်တွေကလည်းအမေကိုအရွက်တိုက်ပေးနေသလားမရတယ်ဘာကိုမှပြတ်မကြည့်တော့ပါငွေတရားပေးပြီးဓာတ်ကိုယူလိုက်ရတော့လဲအမေစိတ်ထဲအစာချေပုံမရအိမ်ထဲဝင်ပြီးထင်းတစ်ချောင်းခုတ်ကြည့်လိုက်သေးတယ်ဓာတ်တွေပြန်သွားပြီးတော်တော်ကြီးကြသည့်အထိအမေဘာတွေစဉ်းစားနေသည်မသိကျမတို့ကပြပြပျောက်ပျောက်ဖြစ်နေပြီးထင်ပေမဲ့အမေကတော့တပြည့်ဖြည့်ပြောနေသေးတယ်ငါနဲ့90လောက်မှမစစ်လိုက်ရဖြစ်ရလေသို့တော့ဓာတ်ကလေးမှာအခုအချိန်ဒီမှာတော့ထင်းခွဲ၍ကောင်းတော့ဘာကြောင့်အမေစစ်သမျှလာရောရလဲဆိုသည့်မတင်မကြမေကုန်းကိုအမေသည်စိတ်ကူးရတိုင်းပြောနေတော့ရှိသေးသည်အဲ့ဒါလိုဈေးတဲ့မျိုးကြတော့လဲအမေကတတိတရရှိနေတတ်ပြန်နေဈေးဝယ်ရတာအဆင်တပြေဖြစ်သွားလို့တော့မဟုတ်ပါသူခံလိုက်ရသလားလို့တန်တရားရှိလို့ပဲဖြစ်တယ်တော်သေးတာပေါ့ဗျာခောက်ဆဲကြိုကတပွဲ900မို့လို့ခောက်ဆဲကြော်တုတ်တွေတွလို့တန်လန်းနဲ့စပိန်ကြီးစင်းဝင်လာတော့အကိုကပြောတယ်ကျမတို့တသမီ9ယောက်ကိုအမေကတယောက်တစ်ထုပ်စီဝေပေးလိုက်တယ်ကျမတို့ကလည်းအမေကိုကြော်ပြီးမွေးနေ့ခွဲတန်းခောက်ဆဲတို့ယူ၍အိမ်ပြန်ခဲ့ကြတယ်လမ်းမှာတော့အမေအကြောင်းပြောပြီးရဖြစ်ကြသေး၏ဒီခောက်ဆဲကကန်ကောင်းလို့စားရတာနော်မင်း900နဲ့5ချက်ဆိုရင်တော့အမေကဝယ်မဲ့ပုံပေါ်တော့ဘူးကျမကအမေအကြောင်းသိသူဆိုတော့ရင်းနေလိုက်တယ်ဟို
ခိုးတော့ကအဖေတိုက်တဲ့လက်ဖက်ရည်တောက်တောက်မုတ်စားခိုင်းလို့မရဘူးတဲ့လက်ဖက်ရည်တောက်ရင်မော့လက်ကစားရတယ်လို့အဖေကညပြောမှစားရတဲ့လေစားတော့ပြီလို့ငွေရှင်းမှမုတ်ပိုးပါပေးလိုက်ရတာဒီလို့ထိုင်ငိုတဲ့အမေနော်အမေနဲ့ဈေးသည်များကြောင့်ကတော့ကျမတို့ရဲ့မယိုးနိုင်သောဟာတာများဖြစ်မကြပြောဖြစ်ကြတယ်နောက်နှစ်အမေအသက်82နှစ်ပြည့်မွေးနေ့တွင်ကျမတို့ခောက်ဆွဲကြော်စားရဖို့မသေးကြကြောင်းအမေကိုစားကြနောက်ကြလို့တော့အမေကရေးတယ်မြမနေမကန်စစ်2003ခုနှစ်မတ်လအခုဆိုရင်ပေါ့နော်ဆိုင်းဆရာမခင်တူရေးသားထားတဲ့ဈေးကျင်တောင်ဝတ္ထုတိုများစာအုပ်မှာအမေနဲ့ဈေးသည်များဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးသွားတာပဲဖြစ်ပါတယ်အခုလိုမျိုးနောက်ထပ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်